Health Knowledge ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ပရိသတ်တွေအတွက်ပြားရည်နဲ့ကျန်းမာရေးအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပြားရည်ကိုတော့လူတိုင်းလိုစားသုံးပူကြသလိုပြားရည်စစ်ကဆေးဘက်ဝင်နေဆိုပြီးတော့သိထားကြတာလည်းဖြစ်ပါတယ်။တကယ်လည်းပြားရည်ဟာဆေးဘက်ဝင်ပါတယ်။ဒါပေမဲ့ပြားရည်ကိုဘယ်လိုယောဂဝေဒနာရှိရင်စားသုံးသင့်တယ်လဲဆိုတဲ့အကြောင်းကိုစုံစုံလင်လင်လေးတင်ပြပေးသွားမှာမို့လို့ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်သွားပေးကြပါဦးနော်။ပြားရည်ဆိုတာကပြားကောင်လေးတွေစုဆောင်းထားတဲ့ပန်းဝတ်ရည်လေးတွေကိုစစ်ထုတ်ထားတဲ့အရည်လေးဖြစ်ပါတယ်။အာဟာရဓာတ်တွေပြည့်ပြည့်ဝဝပါဝင်နေသလိုအရသာကလည်းချိုးပါတယ်။တခါရည်လိုမျိုးစေးစေးပြည့်ပြည့်လည်းဖြစ်ပါတယ်။ဒီလိုမျိုးပြားရည်ဟာလူတွေအတွက်အကျိုးပြုအားနေတဲ့ဘာတွေပါဝင်နေလဲဆိုရင်ပရိုတင်းဓာတ်တွေပြည့်ပြည့်ဝဝပါဝင်ပြီးအားနည်းနေတာမျိုးတွေခန္ဓာကိုယ်မောပန်းနေတာမျိုးတွေခြေကုံလက်ပန်းကျတာမျိုးတွေအတွက်ကတော့အထူးကောင်းမွန်တာလည်းဖြစ်ပါတယ်ရှင်။နောက်ထပ်အနေနဲ့ကတော့ပြားရည်အစစ်ကနှလုံးကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ်။နှလုံးအားနေတာမျိုးတွေနှလုံးခုန်နှုန်းမမှန်တာမျိုးတွေနှလုံးသွေးကြောကျဉ်တာကျေတာမျိုးတွေအတွက်ကိုတော့အထူးသက်သာစေနိုင်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ပြားရည်မှာကာဘိုဟိုက်ဒရိတ်ပါဝင်နေရလည်းဖြစ်ပါတယ်။ပြားရည်ဟာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေပြီးတော့ခန္ဓာကိုယ်ကိုရင်းအင်္ဂါဆဲတွေကိုမပြတ်စီးအောင်ကာကွယ်ပေးပြီးတော့ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးတဲ့အပြင်နာတာရှည်ရောဂါဖြစ်ပွားမှုကိုလည်းကာကွယ်ပေးပါတယ်။နောက်ထပ်အနေနဲ့ပြားရည်ကပိုလီဖီနော်လည်းပါဝင်နေတာဖြစ်တဲ့အတွက်လူတွေရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ်။နောက်ထပ်အနေနဲ့ကတော့လေးလာချက်တွေအရပြားရည်ဟာဘက်တီးရီးယားနဲ့မိုးတွေကိုသိစေနိုင်တဲ့အစွမ်းရှိပါတယ်။ပြားရည်ဟာအနာကိုအကျက်မြန်စေနိုင်တဲ့အာနိသင်ရှိပါတယ်။အဲဒါကြောင့်ထိခိုက်ဒဏ်ရာတွေကုသဖို့အတွက်လည်းပြားရည်ကိုအသုံးပြုလို့ရပါတယ်။နောက်ထပ်အနေနဲ့ကတော့ပြားရည်ဟာခန္ဓာကိုယ်နာကျင်မှုရောင်ရမ်းမှုနဲ့အဆစ်အမြစ်တွေနာကျင်ကြိုက်ခဲ့တာကြွက်သားတွေအားနေတာကြွက်သားတွေညောင်းတာမျိုးတွေအတွက်လည်းအထူးကောင်းမွန်ပါတယ်။ခန္ဓာကိုယ်ညောင်းညာနာကျင်ကြိုက်ခဲနေသူတွေအတွက်ကတော့မနက်အိပ်ရာထားချိန်ပြားရည်တစ်စုံကိုရှင်နွေးတစ်ခွက်နဲ့တောက်ပေးမယ်ဆိုရင်တော့သက်သာစေနိုင်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ပြားရည်ကိုဘယ်လိုအသုံးပြုနိုင်သေးလဲဆိုရင်H. pylori ဘက်တီးရီးယားကုသကာကွယ်ရမှာလည်းအားဖြည့်ကူညီပေးပါတယ်။ပြားရည်ဟာအစာအိမ်ဦးလန်းကြောင်းကိုများစွာအကျိုးပြုတဲ့အာနိသင်လည်းရှိပါတယ်။ဝမ်းပြက်ဝမ်းလျှောခြင်းကိုလည်းပြားရည်ကိုတောက်သုံးပေးမယ်ဆိုရင်သက်သာပြောက်ကင်းစေနိုင်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ပြားရည်ဟာအိမ်မိခြင်းကိုလည်းကာကွယ်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။အိမ်မိတာတွေနာစီးတာမျိုးတွေအတွက်လည်းပြားရည်ကိုအသုံးပြုလို့ရပါတယ်။ဒါပေမဲ့ပြားရည်ကလူတွေရဲ့ကျန်းမာရေးကိုအကျိုးပြုတယ်ဆိုပေမဲ့ပြားရည်ကိုမစားသုံးသင့်တဲ့အခါမျိုးတွေလည်းရှိပါတယ်။အဲ့ဒါကတော့ပြားရည်ကိုစီးကျယောဂရှိသူတွေကလေးငယ်တွေနိုးတိုင်းမိခင်တွေအနေနဲ့တော့ဆရာဝန်ရဲ့ခွင့်ပြုချက်ရှိမှသာစားသုံးသင့်ပါတယ်။နောက်ထပ်အထူးသတိထားရမယ့်အချက်ကတော့ပြားရည်ဟာအာဟာရဓာတ်ကျွဲဝပြီးတော့ယောဂပိုးကိုသိစေနိုင်တာမှန်ပေမဲ့ပြားရည်ဟာအစာအဆိပ်သိစေနိုင်တဲ့ Clostridium botulinum ယောဂပိုးကိုကူးစက်နိုင်ခြေရှိပါတယ်။အထူးသဖြင့်ကလေးငယ်တွေမှာပိုဆိုးနိုင်တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်သတိထားပြီးတော့စားသုံးသင့်ပါတယ်။ဒီနေ့အတွက်ကတော့ပြားရည်နဲ့ပတ်သက်ပြီးတော့ကျန်းမာရေးအကြောင်းတွေကိုစုံစုံလင်လင်လေးတင်ပြပေးလိုက်ပါရရှင်။အဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။ညီမတို့ရဲ့ Health Knowledge Channel လေးကနေကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုနေ့စဉ်ည9:00 နာရီချိန်တိုင်းတင်ဆက်ပေးနေမှာမို့လို့ဆက်ဆက်ဆောင်မြောင်အားပေးကြပါအောင်ရှင်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တို့တွေလည်းစိတ်အေးချမ်းသာခြင်းကိုယ်အေးချမ်းသာခြင်းတို့နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။